ရုရှားရဲ့ဘလို့မတားဆီးလို့မရဘူးဆိုတဲ့တုံးမြတဲ့တစ်ခုပြီးတော့မြောက်ကိုရီးယားရဲ့ cyber ရာဇဝတ်မှုတွေဒီတစ်ချက်ကြည့်ရင်ဘာမှမဆိုင်ဘူးထင်ရတဲ့အကြောင်းအရာတစ်ခုကဘလို့များဆက်ဆက်နေနိုင်မလဲဟုတ်ကဲ့ဒီတစ်ခေါက်မှာတော့ဒီလျှို့ဝှက်စမ်းကြည့်တဲ့ဆက်ဆက်မှုကိုကျွန်တော်တို့အတူတူခြေရာခံကြည့်ကြမှာဖြစ်ပါတယ်ကဘာဘောကဘလော့ကာကွေးစနစ်ကမှတားဆီးလို့မရတဲ့အတုံးပြန်သစ်စင်းပေါ်လာတဲ့အခါကဘာ့အင်အားချင်းခွင့်ရကဘာဖြစ်သွားမလဲဟုတ်ပါတယ်ရုရှားရဲ့ Budovesnik ဆိုတဲ့အတုံးပြန်အသစ်ကအဖြေထုတ်ရခက်တဲ့ဒီမေကုန်းကိုမေးလာတာပါကဲဘာရီဆက်ဖြစ်မလဲဆိုတာအတူတူကြည့်လိုက်ချင်အောင်ဒီဇလိုင်းကဘယ်ကစလဲဆိုတော့အခုလက်ရှိတိုက်ခွဲတွေပြင်းထန်နေတဲ့နေရာတစ်ခုကနေပါပဲအဲ့ဒါကတော့ရဲစက်တဲ့တိုက်ခိုက်မှုတွေစက်တက်ခံနေရတဲ့ယူကရိန်းနိုင်ငံ Kyiv မြို့ရဲ့တင်းမာမှုတွေအပြည့်နဲ့အခြေအနေကနေစတင်ခဲ့တာပါအဲ့ဒီအခြေအနေဘယ်လောက်ဆိုးလဲဆိုတာကိုယူကရိန်းသမ္မတရဲ့ဒီစကားတွေကတက်တည်ပြနေပါတယ်။သူကပြောလဲဆိုတော့ယူရှားဟာဆောင်းရည်နီးကပ်လာတာနဲ့များရသားတွေနဲ့စွမ်းအန်ချီခံအဆောက်အုံတွေကိုတမင်တကာပြစ်မှတ်ခါပြီးတိုက်ခိုက်မှုတွေတိုးမြင့်လုပ်ဆောင်နေရလို့ထောက်ပြသွားပါတယ်။ဒါရသားတွေအထိခိုက်တည်ဆုံမှုတွေကိုတိုက်ရိုက်ဖြစ်စေခဲ့တာပေါ့။ဆိုတော့ဒီလိုတိုက်ခိုက်မှုတွေကိုတွန့်ပြန်တဲ့အနေနဲ့အနောက်အုပ်စုဘက်ကလည်းစစ်မနေပါဘူး။သူတို့ကလည်းလက်နက်အပြင်အားတွေတိုးမြင့်လာတဲ့ဥပမာ UK နဲ့ထားမဟာမိတ်နိုင်ငံတွေကယူကရိန်းရဲ့ကာကွယ်ရေးကိုအားဖြည့်ပေးဖို့အတွက်ဒုံးပြအတက်အဆင့်9000ကျော်ပို့ပေးဖို့လုပ်နေကြပါပြီ။ကဲဒီလိုအဆင့်မြင့်လက်နက်တွေအပြန်လန်သုံးဆွဲပြီးစစ်ပွဲကတဖြည်းဖြည်းအချိန်မြင့်လာတဲ့အချိန်မှာပဲမော်စကိုဘက်ကနေအရေးပါတဲ့ကြီးညာချက်တစ်ခုထွက်လာဖို့လမ်းစာတစ်ခုဖြစ်လာခဲ့ပါလေ။အဲ့ဒါကတော့ယူရှားရဲ့ Skyfall ဒုံးမြန်ပါပဲ။ယူရှားကတော့ဒီလက်နက်သက်ဟာကမ္ဘာ့ရင်အားချင်းခွင်ရှာကိုဖြောင်းမြန်လမ်းပစ်နိုင်တယ်လို့တောင်အခိုင်အမာဆိုလာပါတယ်။ကဲနေတူကSkyfall လို့နာမည်ပေးထားတဲ့ဒီလက်နက်ကတကယ်တမ်းမှာပါလဲဘယ်လိုရမျိုးလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်။သူ့ရဲ့အဓိကစွမ်းဆောင်ရည်တွေကတော်တော်လေးကြောက်စရာကောင်းပါတယ်။ဘာလို့လဲဆိုတော့လက်ရှိကာကွယ်ရေးစနစ်တွေအားလုံးကနေလွတ်မြောက်နိုင်အောင်ကိုအထူးဒီဇိုင်းထုတ်ထားတာပါ။ဥပမာနျူကလ িয়ার စွမ်းရည်နဲ့တွားတယ်။ဆိုတော့ theory အရသူ့ရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးကအကန့်အသတ်မရှိဘူး။ပြီးတော့ကိုပြောင်နီးပညာထုံးထားတယ်။ပြန်တန်းတဲ့လမ်းကြောင်းကိုလည်းကြိုခံမှန်းလို့မရဘူး။ဒါကြောင့်လက်ရှိရောအနာဂတ်မှာပါဘလို့လေကြောင်းရန်ကာကွယ်ရေးစနစ်ကမှသူ့ကိုတားနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ရုရှားစစ်ဘက်ကထုတ်ပြန်ထားတဲ့တရားဝင်အချက်လက်တွေကိုကြည့်လိုက်ရင်သူ့ရဲ့စွမ်းဆောင်ရည်ကတကယ်ကိုထိလန့်စရာပါ။ပြန်တန်းနိုင်တဲ့အကွာအဝေးကကီလိုမီတာ300ထောင်။စဉ်းစားကြည့်ပါ။ကဘာတစ်ချမ်းလောက်ကိုရောက်နိုင်တဲ့အကွာအဝေး။ပြန်တန်းချိန်ကလည်း15နာရီလောက်ကြာနိုင်တယ်။အရေးကြီးဆုံးကတော့ကာကွယ်ရေးအထက်ထက်နဲ့ခံတလို့ခိုင်မာနေတဲ့ပြစ်မှတ်တွေကိုတော့တိတိကျကျဖိခတ်နိုင်တယ်လို့ဆိုထားတာပါပဲ။ကောင်းပြီဒီလိုကြောက်စရာကောင်းတဲ့လက်လက်တစ်ခုပေါ်လာပြီဆိုတော့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့မိခွန်းကဒါဟာလက်ရှိကမ္ဘာနျူကလ িয়ার ချင်းခွင်ရာကိုဘယ်လိုများသွားပြီးထိခိုက်နိုင်မလဲဆိုတာပါပဲ။လက်ရှိအခြေအနေကိုကြည့်လိုက်ရင်ရုရှားနဲ့အမေရိကန်ဟာနျူကလ িয়ার လောကမှာအကြီးဆုံးကစားသမားတွေပါ။စဉ်းစားကြည့်လေကမ္ဘာပေါ်မှာရှိတဲ့နျူကလ িয়ার လက်နက်အားလုံးရဲ့89%နီးပါးကိုဒီနှစ်နိုင်ငံတွေကပိုင်ဆိုင်ထားတာ။ကျန်တဲ့73%ကိုမှတခြားနိုင်ငံတွေအားလုံးကစုပေါင်းပိုင်ဆိုင်တာပါ။အရေးတော့အတိအကျကြည့်မယ်ဆိုရင်လေဒီအင်အားကြီးနိုင်ငံကတိတ်မကွာပါဘူး။ရုရှားမှာနျူကလ িয়ার ထိပ်ဖူး9400ကျော်ရှိပြီးအမေရိကန်မှာ9100ကျော်ရှိတယ်။ဒီတော့အရေးအတွက်အရာတကောလေးမြနေတဲ့အတွက်နိဗိယပိုင်းမှာတခုခုပြောင်းလဲဖြစ်သွားတာနဲ့ဒါကအင်အားချင်းခွင့်ရကိုချက်ချင်းပြောင်းလဲသွားစေနိုင်တဲ့အခြေအနေမှာရှိနေတာပါဒီနေရာမှာမေးစရာမေးခွန်းတစ်ခုပေါ်လာပြီးဒီလိုတားဆီးလို့မရတဲ့လက်နက်ကိုဒီထွင်ဖိုးရန်ပုံတွေကဘယ်ကလာတယ်လဲအထူးသဖြင့်နိုင်ငံတကာရဲ့ပြင်းထန်တဲ့ပိတ်ဆို့အေးယူမှုတွေခံနေရတဲ့အချိန်မှာဒီလောက်အစင်းမြင့်ပြီးစေးကြီးတဲ့နည်းပညာအတွက်ပိတ်ဆို့ကိုဘလို့ရှာခဲလာလဲအဲ့ဒီမေကိုရဲ့အဖြေကတော့တော်တော်လေးအားသက်စရာကောင်းပါတယ်ပြီးတော့တဖြည်းဖြည်းပိုပြီးအရေးပါလာနေတဲ့ကမ္ဘာလုံးဆိုင်ရာဆက်နွယ်မှုတစ်ခုနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်အဖေကတော့မြောက်ကိုရီးယားပါကုလသမဂ္ဂရဲ့အစီရင်ခံစာတစ်ခုအရဆိုရင်ဒေါ်လာ3.65ဘီလီယံဒီပမာဏကမကြသေးခင်ကပဲ6လတာကာလအတွင်းမှာမြောက်ကိုရီးယားနိုင်ငံရဲ့ကြောထောက်နောက်ခံတဲ့လို့တဲ့စိုက်ဘာစစ်စီရေးတွေကနေခိုးယူသွားတဲ့ပိုက်ဆံပမာဏဖြစ်ပါတယ်ဆိုတော့မြောက်ကိုရီးယားရဲ့လက်နက်တိုက်ကစိုက်ဘာကမ္ဘာကနေအားဖြည့်နေတာပါဟက်ကင်လုပ်ငန်းကသူတို့တက်နိုင်ငံခြားငွေရှာတဲ့အဓိကနီလန်တစ်ခုဖြစ်နေတယ်အဲ့လိုခိုးယူလိုက်ရလာတဲ့ရန်ပုံငွေတွေကိုသူတို့ရဲ့လူများများတည်စင်နေတဲ့ WMD လက်နက်တွေနဲ့တုံးပြန်စီစဉ်တွေထဲကိုတိုက်ရိုက်ထဲသုံးပစ်လိုက်တာပဲပြီးခဲ့တဲ့နှစ်ကဆိုရင်တော့ digital ငွေကြေးဒေါ်လာ 1.2 ဘီလီယံထပ်ခိုးထားတယ်ဒီစစ်စင်ရေးတွေကိုနိုင်ငံတော်ကတိုက်ရိုက်ထိန်းချုပ်ထားတဲ့အစစ်မြင့်စိုက်ဘာတပ်ဖွဲ့တွေကလှုပ်ဆောင်နေတာပါဒါပေမဲ့ဒီဇက်လိုင်းကရန်ပုံငွေကိစ္စတစ်ခုတည်းမှာပဲရပ်မတွားဘူးအဲ့ဒီထက်ပိုပြီးနဲ့ရှိုင်းလာတဲ့မဟာဖြူဟာမြောက်မဟာမိတ်ဖွေမှုdigital နဲ့ nuclear ဝင်ရိုးတက်တစ်ခုတီကိုကျယ်ပြန့်လာပါရဲ့အခုဆိုရဲမော်စကိုနဲ့ပြုံယမ်းကြားကမိဖက်ဆက်ဆံရေးကပိုပြီးခိုင်မာလာနေပြီ
ဒါကဘေရွန်တပိုးတရားရေးရာတူလို့မဟုတ်တော့ဘူးနီးပညာတွေလူသားအရေးအမျက်တီကိုပါအပြန်လန်ဖလှယ်တဲ့အထိဖြစ်လာတာမြောက်ကိုရီးယားကအလုသမား40ထောင်နဲ့ IT ကိုစလက်အဖွဲ့အများပြားကိုယူရှာစီစေလွတ်ဖို့အထိစီစဉ်နေပါပြီဒါကခေတ်ပတိပခတ်ရဲ့တန်စရာ level ပုံကိုရှင်းရှင်းလင်းလင်းပြနေတာပဲပထမအဆင့်မြောက်ကိုရီးယားကကြီးမားတဲ့စိုက်ဘာလွတ်ရမှုတွေလုပ်တယ်ဒုတိယအဆင့်အဲ့ဒီကနေဟိုးလို့ရလာတဲ့ပိတ်ဆက်နေနဲ့သူတို့ရဲ့တရားမဝင်လက်နက်အစီအစဉ်တွေကိုငွေကြေးထောက်ပံ့တယ်တတိယအဆင့်ရုရှားနဲ့ပိုပေးနှဆိုင်လာတဲ့မဟာမိတ်ဆက်ဆံရေးကနေနီးပညာနဲ့တခြားအရန်မြတ်တွေမျှဝေရယူတယ်ဒီလိုနဲ့ပဲစိုက်ဘာရာဇဝတ်မှုကမျိုးဆက်သစ်စုပါလက်နက်တွေကိုတိုက်ရိုက်အားဖြစ်ပေးနေတဲ့အန်ဒီရဲ့ကြီးတဲ့တန်စရာတစ်ခုဖြစ်လာတော့တာပါပဲဒီတော့နောက်ဆုံးမှကျွန်တော်တို့စဉ်းစားပြမေခွန်းကြီးတစ်ခုကြံခဲ့ပြီကမ္ဘာအဆင့်အမြင့်ဆုံးအကြောက်စရာအကောင်းဆုံးလက်နက်တွေကိုအခုအချိန်မှာစိုက်ဘာရာဇဝတ်မှုတွေနဲ့ရတဲ့ပိုက်ဆံတွေနဲ့ရန်ပုံငွေရှာဖွေနေကြတာလားအဓိကအချက်ကတော့ digital စစ်ပွဲစီးမရှိကမ်းမရှိနိုင်ငံတွေရဲ့ရန်ပုံငွေရှာဖွေမှုနဲ့ကမ္ဘာလုံးဆိုင်ရာလက်နက်ပြိုင်ဆိုင်မှုတွေကြားကနင်းနေမိတ်တွေဟာအရင်ကထက်အများကြီးပိုပြီးဝေဝါးလာနေပြီဆိုတာပါပဲ